အားလုံးပဲမင်္ဂလာပါရှေ့သင်ခန်းစာမှာသင်နေနေပေါ့နော် time limit လေးပြည့်သွားချဲဒီမှာပြန်ပြီးရှင်းပြရတယ် okay ဒါဆိုရင်မြန်မာနိုင်ငံမှာချဲတို့ကတိုးတက်လာတာမကြပြီးရဲ့အတွက်ဒီ public ဆိုတာကကိုယ့်ရဲ့ share တွေကိုရောင်းပိုင်ခွင့်ရတယ်ရောင်းလို့လည်းရမြန်မာနိုင်ငံမှာချဲတို့တော်တော်များများအများပိုင်ကုမ္ပဏီကအခုပေါင်း100ကျော်ခန့်လောက်ပဲရှိအောင်မယ်ပေါ့နော်100ကျော်လောက်ပဲရှိအောင်မယ်ဒါတော့ချဲကဒီမှာနော်ချဲတို့ကမြင်သာတဲ့လုပ်ငန်းလေးချဲကဒီမှာဖော်ပြပေးထားတာဖြစ်ပါတယ် okay 100ကျော်ရှိပြီမှာချဲတို့ stock exchange တွေစည်ရင်းလုပ်ကိုင်နေတဲ့ကုမ္ပဏီတွေကတော့9ခုလောက်သာရှိတယ်ဒါကြောင့်မလို့ဒီ stock exchange တွေကိုစည်ရင်းဝင်လုပ်ကိုင်မိဖို့အများပိုင်တဲ့ကုမ္ပဏီကကိုယ်နိုင်ငံမှာလိုအပ်ချက်တွေရှိနေသေးတယ်ပေါ့နော်အဲမဲ့ကိုယ်နိုင်ငံကလည်းဒီဟာတော်တော်များများစီးပွားရေး economic ချက်ဆောနာကပြောခဲ့တဲ့ pastel ပေါ့ economic တွေเนาะ political တွေ legal တွေ environment တွေเนาะ social တွေကတိတ်ပြီးတော့ပွင့်လင်းမြင်သာတဲ့နေပွင့်လင်းမြင်သာပါတိတ်လေပွင့်လင်းမြင်မသာသေးရပဲလုပ်ခွင့်မရဘူးပေါ့နော်တခုခုလုပ်ငန်း process တစ်ခုကရှောက်လိုက်မယ်ဟိုစာရွက်စာတမ်းကတော်တော်လေးကိုကြာတယ်မြန်ဆန်မှုတွေမရှိသေးဘူးအခုတောင်မှပဲเนาะဒီကျတို့ဒါနိုင်ငံဝန်ထမ်းနေဆိုလို့ရှိရင်ဒါတော်တော်ကိုများများက computerize ကို system ကို computer system ကိုတိတ်ကြမ်းကြမ်းမသုံးနိုင်တာတွေရှိတယ်အဲ့ဒါတချေတို့အတွက်ကဒါကိုလုံးနေတဲ့နီးပညာကိုလုံးနေတဲ့လုပ်ငန်းမှာတချေတို့စောနာကပြောခဲ့တဲ့technological skill အားနဲ့လို့ဒါကျတို့လုပ်ငန်းတွေကျတို့နိုင်ငံတွေမတိုးတက်သေးရနောက်တစ်ခါကျတော့ကျတို့ဘယ်လိုပြောမလဲမီးပေါ့နော်မီးကလည်းမှန်ကန်စွာမရရှိဘူးမရရှိတဲ့အခါကျတော့တုံတန်ယုံလှုပ်ချင်တဲ့ဒီလုပ်ငန်းတွေနော်ဆောနာလိုမျိုးမြန်မာနိုင်ငံမှာလာရောက်လှုပ်ချင်တဲ့သူတွေကpublic limited ပုံစံမျိုးလှုပ်ချင်တဲ့လူတွေကလာရောက်မလှုပ်ချင်ဘူးနောက်တစ်ခါကျတော့ဆောနာလိုအလုပ်သမားပေါ့နော်အလုပ်သမားဥပဒေတွေကရှိတော့ရှိပါအလုပ်သမားဥပဒေတိုင်းကျင့်သုံးတာတွေကရှိတယ်မကျင့်သုံးတာတွေရှိတယ်ကိုယ့်သဘောနဲ့ကိုယ်ဆောင်နေတဲ့လုပ်ငန်းတွေလည်းရှိတယ်အဲ့လိုမျိုးဆောနာလိုမျိုးအလုပ်သမားတွေကလည်းမညူမျိုးတွေရှိတယ်ကြောက်ကြနေတစ်ခုဆိုရင်ဒီအလုပ်သမားဥပဒေမသိဘဲနဲ့ဆန္ဒပြလိုက်မယ်ဟဲ့ကြောက်ကြနေဘာလုပ်လိုက်မယ်ဟဲ့ဒါမျိုးတွေကလည်းပြဿနာတွေဖြစ်နေတာဖြစ်တဲ့အတွက်တော်တော်များများကတော့တိတ်ပြီးတော့အလုပ်ဒါပြီးတော့လောက်ကန်ချင်းတော့တိတ်မရှိဒါပေမဲ့ဒီလိုမျိုးသာကျတို့က public company တွေပေါ့နော်ဒီ share တွေအများကြီးလုပ်နိုင်တယ်ဆိုလို့ရှိရင်တော့ကျတို့လုပ်ငန်းတခြားနိုင်ငံတွေနဲ့ပေါင်းဆက်ပြီးလုပ်နိုင်တယ်ဆိုရင်တော့တော်တော်များများကအဆင်ပြေနိုင်တယ်နိုင်ငံတိုးတက်လာတာပေါ့နော်ဒါမျိုးလေးကိုကျွန်တော်ပူဇော်အနေနဲ့ပြောပြပေးရပါနောက်နံပါတ်3အနေနဲ့ sorry နံပါတ်2เนาะဆောနာကတော့ private နဲ့ public ကတော့ခေါင်းစဉ်တစ်ခုအနေနဲ့နံပါတ်1လို့ပြောမယ်နောက်တစ်ခုကကြတော့sole proprietorship ပေါ့နော်တဦးပိုင်လုပ်ငန်းတွေလည်းရှိပါတယ်တဦးလေးပိုင်တဲ့လုပ်ငန်းဖြစ်တော့တဦးလေးပဲလုပ်ပဲဒါရိုက်တာအဖွဲ့ဝင်မရှိဘူးဟုတ်ကဲ့နော်လုပ်ငန်းအကြီးအကဲ managing provider ကိုလည်းသူပဲသုံးမယ်ငွေကြေးကိုလည်းတဦးလေးပဲပိုင်မယ်ဆုံးဖြတ်ချက်ကိုလည်းတဦးလေးပဲချမယ်အကျိုးမြတ်ကိုတဦးပဲလက်ခံစားမယ်ပေးရန်တာဝန်ကိုတဦးလေးပဲတာဝန်ယူမယ်သူကပဲအားလုံးကိုဒီမှာချက်ပုံရပြတယ်သူကပဲအားလုံးကိုပြန်ညွှန်ကြားနေပါသူတယောက်တည်းပဲရှိရပဲသူတယောက်တည်းကပဲသူ့ပါဇက်ကထွက်တာလဲသူ့ policy ပဲသူ့ဘက်ကထွက်တာလဲသူ့ rule ပဲသူ့ဘက်ကထွက်တာလဲသူ့ရဲ့လာစားပဲသူ့ဘက်ကထွက်တာသူ့ရဲ့လှုပ်ချိန်ပဲသူဒါဟာကျတို့ရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့လှုပ်ဆောင်ရမယ်အပိုင်းတချို့အပိုင်းတွေဖြစ်တာကိုတွေးရှိရမှာဖြစ်တယ်โอเคเนาะဒါဆိုရင်နောက်တစ်ရချက်ဆက်လက်တင်ကြားပို့ချပေးမယ်เนาะနောက်တစ်ခုကကြတော့နောက်လုပ်ငန်းတစ်ခုကဘာလဲလို့ပြောလို့ရှိရင် partnership အစုဆက်လုပ်ငန်းတွေเนาะโอเคနောက်တစ်ခုကကျ partnership ပေါ့နော်တူညီသောငွေကြေးပမာဏအတူတူထည့်ကြတယ်ပြီးရင်ဆုံးဖြတ်ရင်အများကပဲဆုံးဖြတ်တယ်အကျိုးအမြတ်ကိုလည်းညီတူမျှတူပဲခွဲဝေပြီးတော့ပေးရန်တာဝန်တွေကိုလည်းညီတူမျှတူတာဝန်ရှိတယ်โอเคဒါဆိုရင်ကျွန်တော် partnership ပုံစံလေးကဘယ်လိုလုပ်ငန်းတွေရှိတယ်လဲလို့ကျွန်တော်မြန်မာနိုင်ငံနဲ့ပေါင်းလိုက်တဲ့ partnership ဒီမှာလုပ်ငန်းတွေပေါ့နော် gas တွေเนาะKBZ group တွေသူတို့က partnership တွေကျွန်တော်လှုပ်ဆောင်ကြတာကိုတွေ့ရမယ်โอเคဒါကျွန်တော် C နဲ့ပတ်သက်တဲ့ဘာဟာတွေပေါ့နော်ဒါကျွန်တော်retail business လို့ development တွေဖြစ်ဖို့အတွက်ကျွန်တော် partnership celebration တွေကျွန်တော်လုပ်ပြီးတော့မှကျွန်တော်ကအစုရှယ်ယာရှင်တွေခေါ်လိုက်တယ်တကယ်တော့အမအစုရှယ်ယာရှင်ဒီမှာပုံထဲမှာဆိုရင်တို့4ဦးပေါအောင်ပါပေါ့နော်အဲဒါဆိုတို့4ဦးကတယောက်ဒီလုပ်ငန်းလုပ်မယ်ဆိုရင်သိန်း1000ကုန်မယ်ဆိုရင်တယောက်ကိုသိန်း2500စီထည့်ရမယ်ဒါအကျိုးအမြတ်ကိုလည်းရလာတဲ့ပုံမှာမူတည်ပြီးတို့အကျိုးအမြတ်ကိုတယောက်4ဦးလုံးခွဲဝေယူကြမယ်နောက်တစ်ခုကကျတော့တာဝန်တွေပေးစရာရှိရာဆိုရင်ထားပါတော့ကွာတယောက်က HR ကိုကျွမ်းတယောက်က finance ကိုကျွမ်းတယောက်ကကျတော့ဒီ C ဘန်းကိုကျွမ်းတယောက်ကကျတော့management တယောက်ကကျတော့ဒီ operation ကိုကျွမ်းတယ်ဒါဆိုတို့ပေးရန်တာဝန်ကိုရနိုင်နဲ့ကိုလုံနိုင်နဲ့ကိုရဲ့ကျွမ်းကျင်တဲ့နယ်ပယ်အလိုက်ကိုတွေကဥဆောင်တာဝန်ယူပြီးတော့ management လုပ်သွားတာတာဝန်ဆိုလဲကိုတာဝန်နဲ့ကိုသူ့တာဝန်နဲ့သူခွဲဝေပြီးတော့လှုပ်ဆောင်သွားတာကိုpartnership အစုဆက်လုပ်ငန်းတွေလို့ခေါ်ဆောင်တာဖြစ်တယ် okay ဒါဆိုရင်နောက်တစ်ခုနံပါတ်5အနေနဲ့ကျဲကဘာကိုတင်ကြားပေးမလဲဆိုရင် holding company တွေဟုတ်နော် holding လို့ပြောရင်ကြားဘူးမှာပါဥပိုင်လို့ကုမ္ပဏီတွေပါဟုတ်နော်ဒါဆိုကျတော့ max
နော် Max တို့ပါဆိုလဲဥပိုင်လုပ်ငန်းတွေပါကုမ္ပဏီငယ်အများစုကိုအစုရှယ်ယာများကိုဝယ်ယူထားသောပုံစံဖြစ်ပါတယ်ဒီလိုကုမ္ပဏီငယ်လေးတွေမှာဆိုထားပါတော့ကွာဒီဟာဆို food နဲ့ပတ်သက်တာပေါ့နော်ချဲ fruit နဲ့ပတ်သက်တာလေးချဲပြောပြပေးတယ်food နဲ့ပတ်သက်တာကိုချဲတို့ကဒီကုမ္ပဏီတေးလေးစုထားပြီးတော့ချဲတို့ကရှယ်ယာအများစုကိုဝယ်ထားတယ်လုပ်ငန်းကိုချဲတို့က holding company လို့ချဲတို့ကသုံးတယ်ဥပမာဒါမှနောက်တစ်ခုကကြတော့ franchise ဆိုတာချဲတို့ကနာမည်ရပြီးသားလုပ်ငန်းကိုလက်ဝယ်ခံယူတာဟုတ်နော်နာမည်ရပြီးသားဆိုအမှထားပါချဲဆိုမှဘူးသွားနေနဲ့ပြောထားတယ် KFC ဟုတ်နော်နိုင်ငံတကာမှာနာမည်ရပြီးသားမြန်မာနိုင်ငံမှာလာရောက်လုပ်ကိုင်နေဒါဆိုရင်သူ့ရဲ့နာမည်ကိုကျွန်တော်လက်ခံပြီးတော့ယူလိုက်တာနောက်တစ်ခုကကျတော့ကျွန်တော်မြန်မာနိုင်ငံမှာဆိုရင်ရွှေဘဲတို့ပါလို့ရှိတယ်ဟုတ်နော်ရွှေဘဲဆိုလို့ပြောလို့ရှိရင်ရွှေဘဲတစ်ဆိုင်ရလဲကျွန်တော်ကရတာချင်းမတူ 1KK ကိုတစ်ဆိုင်ရတာချင်းမတူဘူးအဲ့ဟာဒီသူကနာမည်ကြီးွားတဲ့သူ့ရဲ့နာမည် brand ကိုသူကသူများတစ်ယောက်ကိုရောက်လိုက်တာအမှထားပါဥဖြူကထားတဲ့ရွှေဘဲဆိုပြီးတော့ဥဖြူအောင်မြင်သွားတဲ့အခါမှာဒေါ်လှကလည်းလှုပ်ချင်တယ်ဆိုဒေါ်လှကိုရောနေတော့ရွှေဘဲပေးသုံးလိုက်မယ်နေလုံနေအရင်းနှီးကတော့နေမှနေထဲပုံစံမျိုးနဲ့သူကသွားတယ်ဒါပေမဲ့သူ့မှာတော့3နည်းရှိတယ်ဒီ technician transfer နည်းပညာကိုလွှဲပြောင်းပေးရတယ်ဒါဆိုရင်ဘဲကိုဘလို့กินတယ်လဲဘလို့ဘယ်နှစ်သားဘဲဖြစ်ကြမလဲဒါဆိုရင်ကြက်ကြော်ဆိုလို့ပဲကြက်ကြော်ရဲ့အခါမှာကျွန်တော်ကဘလို့နည်းပညာနဲ့ကြော်ရမလဲစီပူချိန် temperature ဘယ်လောက်ရှိရမလဲကြက်ဆိုတာကဘလို့မျိုးအသက်အရွယ်မှာပဲဆိုလို့ရှိရင်ကြော်ရမလဲတက်ကမလဲပေါ့နော်ဒီလိုမျိုးအရသာပို့ရှိမလဲဒါမျိုးကိုကျွန်တော်ပြောဒီ source ဆက်တာအစား packaging ကအစားကျွန်တော်ကနည်းပညာတွေလွှဲပြောင်းပေးမယ် brand name နာမည်သုံးစွဲခွင့်ပေးတယ်ကျေဆွမ်းနာကပြောခဲ့တိုင်း KFC ဆိုရင် KFC ပဲသုံးစွဲခွင့်ပေးမယ်နောက်တစ်ခုကကြတော့ financial assessment ဆိုတာ assistant ဆိုတာငွေကြေးဆိုင်ရာတွေထောက်ပံ့ပေးတယ်။ထားပါချက်လုပ်ငန်းစလုပ်ဖို့တဲ့လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ငွေကြေးဆိုင်ရာကိုကျွန်တော်တို့ကလိုအပ်သူထောက်ပံ့ပေးတယ်။ဒါဆိုဒီချက်ကလုပ်လိုက်တဲ့လုပ်ငန်းပေါ်မှာဒီချက်က profit ရှိတာလဲသူ့ကိုဘလောက် ratio ပြန်ပေးရမယ်ဆိုတာသူတို့ကသဘောတူကြတဲ့ contract တွေရှိတယ်။ဒါဟာနာမည်ကိုယူသုံးခွင့်ပေးတဲ့ပုံစံမျိုးရဲ့သဘောတဘာဝတွေကိုဒီချက်ကဒီမှာဥပမာအနေနဲ့ရှင်းပြပေးတာဖြစ်ပါတယ်။ကိုဟာလုပ်ငန်းတစ်ခုလုပ်မယ်ဆိုရင်ကိုယ့်ရဲ့လုပ်ငန်းရဲ့ company type တွေကိုလည်းသိရှိထားနားလည်သဘောပေါက်အောင်လည်းအဆင်ပြေပါပါ။ Okayနောက်တစ်ခုကကြတော့ကျတို့ကနောက်ဆုံးနံပါတ်6အနေနဲ့ corporate နော် corporate limited ဖြစ်ပါတယ်โอเคเนาะအဲ့တော့ဒီချက်တို့ကကုမ္ပဏီအများပူးပေါင်းလုပ်ငန်းရေးဖြစ်ပါတယ်ဒီချက်ဒီမှာဆိုလို့ရှိရင် CB ဘဏ်အကြောင်းလေးကိုရှင်းပြပေးထားတာဖြစ်ပါတယ်အဲ့တော့ဒီချက်ဒီဖော်ပြပါလုပ်ငန်းတွေအားလုံးကိုဒီချက်ကပုံလေးနဲ့တကွာတေချာစွာရှင်းပြပေးရတာဖြစ်တဲ့အတွက်ကျောင်းသူကျောင်းသားတွေလည်းဒီချက်ရဲ့ဒီ HR admin ဒီ assistant level เนาะ course လေးကိုတက်လိုက်ရတဲ့အတွက်နားလေသဘောပေါက် assistant တယောက်လုပ်ရမယ့်လုပ်ငန်းတွေကိုနားလေသဘောပေါက်သွားမယ်လို့ယုံကြည်လက်ခံပါတယ်အစင်လည်းပြေကြမယ်လို့ဖြစ်ပါတယ်သင်တန်းတက်ရောက်ကြတော့တဦးတယောက်ချင်းသောကျောင်းသူကျောင်းသားများဘဝမှာအောင်မြင်မှုတွေနဲ့အတူတူလုံးကိုင်ခန့်အခွင့်အလမ်းတွေပေါ်ပေါက်လာပြီးတော့ရာထူးကောင်းလားစာကောင်းတွေနဲ့မိမိရဲ့သွားကျင်သော career ကိုရှောက်ကျင်သောလမ်းမှာဖြောင်ဖြူဖြူနဲ့မမြင်ဆန်လုပ်ငန်းခွင်မှာအောင်မြင်ကြော်ကြားသောသူများနော် level အမြင့်တစ်ခုကိုတာဝန်ယူနိုင်သောသူများမိမိဆန္ဒနဲ့ဘဝတစ်ထပ်သေးကြပါစေကောင်းကျိုးလည်းရဆန္ဒပြည့်ပါစေလို့ဒီချက်ကဒီမှာစုမုံကောင်းတောင်းရင်းနဲ့ဒီချက်ရဲ့သင်ခန်းစာဒီမှာတွင်ပြီးပါပြီဒီချက်အားလုံးကိုကျေးဇူးတင်ပါတယ်